ပဲငါမနေ့ကမှဒါတော့နောက်ထပ်နည်းနဲ့ပေါ့နော်နည်းနဲ့ခုပါဓမ္မစကြာဘောတော်မူသောနည်းနဲ့ဒီဆိုဗျာပြိနိဗ္ဗာန်ဆံတော်မူသောနည်းကိုထပ်ပြီးတော့ညောက်တော်မှာဖြစ်ပါတယ်ဓမ္မစကြာဘောတော်မူသောနည်းဖယားဖြေခါမိဂဓာတုစကြာရွှေပွားဖြန့်ကြည့်သွား၍ငါးပါးဝကီစုံအန်းညီနှင့်မဟိတတောင်းတရားပေါင်းမှာခါမြောင်ကလာနတ်ပြေမာအားဝါစုလာပြီစနေနေ့ဝဲကျွေးကျွေးလျံတဲ့ဓမ္မစကူမိန်မွားထွေပြဟောဖို့ကြသည်တရားနဲ့စီရွမ်းငယ်ကိုမတွေးစွာတော့စနေနေ့ကိုပြအောင်လို့အကျိုးကောင်းရှိပြတာဖြစ်ပါတယ်မြတ်စွာဘုရားဓမ္မစကြာဟောတော်မူသောနေ့ကမြန်မာမဟာတက္ကရီ103ခုပါဆိုလာပြီးစနေနေ့ပဲဖြစ်ပါတယ်မြတ်စွာဘုရားပြိနိဗ္ဗာန်ဆံတော်မူသောနေ့တရားနန်းစီစောရွမ်းလေကတုံးကြီးဘုံတိုက်တတောင်းတိုက်ဝဲကျွထိုက်တာသူနန်းလူပြေမတတဝါကိုခီမာတောင်းသူဖောင်ကတူဖြင့်စောင်းဖို့ပြီးကဝါ45တကာ80ဆုံးပြီကျွဲကရာ48တကရီဝဲနေမလာတိုင်းစံနိုင်မယုတ်ကုတိနာယုံအင်းချင်းဆုံး၌ကဆုံးလာပြီအင်္ဂါနေဝဲချမ်းမြေနေဘူးစံတော်မူသည်ဝမ်းစုတောင်းလုံးကြောတဲ့ကိုမဆစွာကအင်္ဂါနိမန်တည်အောင်လို့အတူကောင်းရေးပြထားဖြစ်ပါတယ်မြတ်စွာဘုရားပြိနိဗ္ဗာန်ဆံတော်မူသောနေ့ကမဟာတက္ကရီ148ကဆုံလာပြီအင်္ဂါနေ့ပဲဖြစ်ပါတယ်ဒါဆိုရင်နေ့နံ6ခုပြီးပါပြီနောက်ဆုံးနေ့နံ1ခုမြတ်စွာဘုရားဒီဆိုတဲ့လောင်းတော်မူသောနေ့ကိုနောက်ဗီဒီယိုမှာထပ်ပြီးတော့ညှောက်ပါပါဦးမယ်အားလုံးကျေးဇူးများတင်ပါတယ်